မှာပြေဆိုတာလဲဝိုင်းစင်စားမှုကောင်းကောင်းကြလို့လာပါငယ်ကြီးတချင်နာထောင်ငါစကားပြောနိုင်ဘူးလီလာကြဟေးလက်ဖက်ရည်ဆိုင်ကိုသွားကြပါစို့လီထိုးပြီးပါမကိုလီလာကြဟေးလက်ဖက်ရည်ဆိုင်ကိုသွားကြပါစို့လီဒီနုပညာပန်းမွေရာမှာတို့လဲအိတ်ဆိုလီတို့ရဲ့ကဘာခေတ်သိက္ခာကိုသုံးသက်ကြည့်စို့လီမင်းခီးထွက်တော့ငါတီးခဲ့ရသမျှတွေမင်းရည်စားမုံလို့မင်းဆွေးတဲ့အကြောင်းတွေချန်လူမထားနဲ့လီဒီချိန်ခါမှာပြေဆိုတာလဲဝိုင်းစင်စားဖို့ကောင်းကောင်းကြလို့လာပါတငယ်ကြီး